တာလီစွာပါအခုဦးစားပြီးမှရှိနေမမရှိကတော့ရခိုင်ပြည်ပေါက်တော်မြို့နယ်ပေရာကျွာကကြောက်ကဝေဒနာကိုခံစားနေရတယ်။ဘာအလားမေစင်တန်းကျုပ်ပြီးထိုက်ပါလေ။အခုမအလားမေကိုပန်းဆောင်တော့ပေါက်တော်မြို့နယ်တန်ရှောင်းရွာကအမေရိကကိုရောက်နေတယ်။ဟိုထွန်းနေကနေပြီးစေသိန်းကျမအလားမေကြောက်ကဝေဒနာကိုဥစားဖို့တဲ့ဒီတန်ကောင်ဖိုက်ပါလေ။တခါပုဂ္ဂိုလ်ဒီလေဒီမအလားမေကိုဒီတန်းဆောင်လို့ရှိတယ်ဒီမအလားမေအမင်းရမစားလေအေးဆိုလားဒိုအေးဆိုထန်တော့ဒိုအေးဆိုဖုန်နံပါတ်နဲ့တော့ဥစားကတောင်းပြလောက်ဖို့ဖိုက်ပါလေအခုပဲဒီတန်းပြီးတယ်အလူဆောင်ကိုထွန်းနေတဲ့တော့အားလုံးတစ်ခိုက်သားပေါ်တော့ဆက်ချမ်းသာခေါင်းကိုကြီးကြမှာခေါင်းနဲ့ပြေဆုံးနေကြပါစီလို့ဥစားကမိုက်တာပေါ်လာကြတယ်ဘာရဲ့အလူဆောင်ကိုပေါ့ဒီလိုက်တာပဲနောက်ဒီဘက်လူတွေတော့နဲ့ကျင်းတော်ပါရဲ့နောက်တော့အလုပ်ပတ်နေအလုပ်ဆောင်ကိုထဲနဲ့အလုပ်တွေဆုံးပေးပါတယ်တဲ့မှာလည်းပြေဆုံးပါစီဟုတ်တဲ့ဝေးအောက်တော့မှုတွေကန်ချောက်ပြရမှာအခုထမ်းတဲ့နဲ့ကိုထွန်းနေကိုအခုထမ်းတဲ့ကိုကျင်းတော်ပါရဲ့ဒီထမကအလူဒီလိုပြနေပါလို့စတိုးပါရဲ့မိကအလူချန်လေးတွေကကျဲကိုဝယ်ပြီးထားကူနေပြခဲ့ပါအေးဆရာနဲ့အတူကူနေပြခဲ့ပါဥပမာအလားမေဒီစကား process ဒီမှာအနေငယ်လွယ်ချက်တီးရှိထားကြတယ်လို့ပေါင်းလိုက်ပြီးတော့သူကအတိုင်းငယ်ရည်အမရှိတရားဖိတ်တဲ့နဲ့ပေါင်းလိုက်ပြီးစီရှံပါတယ်ဒီမာအလားမေကိုအားလုံးတစ်ခိုက်သားပေါင်းလို့ဝိုင်းဝိုင်းကူပြီးကြပါလို့ဦးစားကတောက်ဆိုပါတယ်အားလုံးကြမ်းမှရှမ်းတာကြပါစီ